ခွန်းတော့ဒါအဲ့ဒီအဆင့်ရွှေမင်ထိုးရတဲ့ဘုရားနော်အခုဆိုရင်ရွှေမင်ထိုးပြီးဆိုရင်ဓာတ်စီနဲ့ဒီပိတ်ဆိုင်နဲ့ပုတ်ပြီးအဲ့ဒါတွေကိုကျွန်တော်ပြန်ပုတ်ထုတ်မယ်နော်ပြန်ပုတ်ထုတ်မယ်အားတော့ထည့်ရပါတယ်လို့မိမသားတွေလို့တော့အဆင်မပြေပါဘူးနော်ယောက်ျားသားတွေလို့မှအဆင်ပြေမယ်ထည့်ရလဲဖြစ်တဲ့အတွက်ယောက်ျားသားမရှိတဲ့လူတွေကတော့ဆိုင်လာအပ်ပါနော်ကိုယ့်ကိုယ်တော့မလုပ်နဲ့ထမိန်နဲ့သိစင်မပြေဒါတော့ဝတရားလေးပြောပြတာနော်ဒီမှာဆိုင်ရပုတ်တဲ့လူကြီးနော်ခင်ဗျာဤထွက်တော့ဟိုတော့အကြရဝါတော့မဟုတ်ပါဘူးနော်စီစီလေးပြပြတတ်ပါအဲ့ဒီပေါ့လေမဟုတ်ဝင်နော်ဟုတ်ဖတ်ဒါအဲ့ဒီမှာနော်ရှင်းကြည့်လို့ရပါနော်ချီသားခြင်းမလို့ဒါကတော့ဟိုနည်းနည်းဖြူရွှေဖြစ်နေတာပေါ့နော်အခုမှဒီမှာကြီးရောင်လေးတင်တဲ့အခါကျမှကြီးရောင်လေးထွက်လာအနီးကပူဇော်ကြည့်လို့ရပါတယ်ဒါကြီးရောင်မတင်ရသေးတဲ့ဖေဟာနော်ဒါကြီးရောင်တင်တဲ့ဖေဟာနော်မျက်လုံးတော်တွေကတော့ရောင်တော်ဖွင့်တာဖြစ်တဲ့အတွက်ချွတ်ထားတယ်နော်ပြီးမှအကုန်လုံးချောတက်ပြီးဆိုမှပြန်တက်မှာနော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗဒကဘာသင်္ကန်းတိုက်မှာပါဇိုလာပြည့်နေ့မှာကိုယ့်ရင်ဖရားတွေကိုအခုလိုဝင်းတက်တော့လေးနဲ့ပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်လာရောက်အနှံလို့ရတယ်နော်ဈေးနှုန်းလေးနဲ့ချိုးထားပါတယ်စေနာလေးနဲ့အပြည့်ထည့်ထားပါတယ်ကျွန်တော်ဆိုင်ကတော့မယန်းကုန်းကြိုက်ဝမ်းမှာလည်းရှိပါတယ်ဒါကတော့ပင်ရင်ပေါ့နော်မယန်းကုန်းကြိုက်ဝမ်းတော့ပင်ရင်ဒီလိုနိုင်မျိုးနယ်မှာလည်းရှိပါတယ်ဒါနှစ်ဆိုင်မြောက်ပေါ့ဗဒကဘာသင်္ကန်းတိုက်နိုင်မျိုးနယ်ရလူတွေကတော့နိုင်မျိုးနယ်မှာအားပေးလို့ရပါတယ်မယန်းကုန်းမျိုးနယ်လူတွေကတော့ကြိုက်ဝမ်းမှာအားပေးလို့ရတယ်နော်စင်ပီတဲ့နေရာအားပေးလို့ရပါတယ်ဖုန်းနဲ့ဈေးနှုန်းမေးကြည့်နေသလိုရှိရင်ဖုန်း39 4280 10 646 39 4280 10 646တို့ဆက်သွယ်ပြီးတော့မြင်းမြတ်နိုင်တယ်နော်သင်္ကန်းတွေလည်းအားပေးနိုင်ပါတယ်အနည်းဆုံးသင်္ကန်းတော့4000အစပါမယ်ညီရင်တော့ပို့ပေးဆိုတဲ့ပို့ပေးပါမယ်ဝါဆိုသင်္ကန်းနော်ဗာကြီးဖျားတွေရှေးစင်တို့တော်တွေကြီးသားတော်ရေခွက်တွေအစုံပေါ့ရှိပါတယ်လာရောက်အားပေးလို့ရပါတယ်ကိုယ်တိုင်လာရောက်အားပေးလည်းရတယ်ဖုန်းနဲ့မြင်းမြန်းပြီးတော့ပုံလေးတွေပို့ပေးပါဆိုလည်းရပါတယ်ခုနပြောခဲ့တဲ့39 4280 10 646ကိုဆက်သွယ်ပြီးတော့မင်းမြန်းမှာယူနိုင်တယ်နော်သင်္ကန်းတွေလည်းမင်းမြန်းမှာယူနိုင်တယ်ဖျားစင်တို့တော်တွေလည်းပဲလိုင်းဘော်က